အားလုံးပဲမင်္ဂလာပါ United အကိုတွေအားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်ကျွန်တော်တို့အတင်းဟာပထမဆုံးခေါ်ယူမှုအဖြစ်နဲ့အန်ဒရယ်ဆန်တိုကိုချက်စီအတင်းကနေပြီးတော့ပေါင်တန်း90နဲ့ခေါ်ယူလိုက်နိုင်ပြီဖြစ်တယ်လို့ Manchester United အတင်းကနေပြီးတော့ကြေညာလိုက်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်တို့ပထမဆုံးခေါ်ယူမှုဖြစ်တဲ့အန်ဒရယ်ဆန်တိုကဆိုရင်တန်း90ပေါင်တန်း90နဲ့ခေါ်ယူလိုက်တာဖြစ်တယ်အသက်အရွယ်က22မှာ2နှစ်ချက်စီအတင်းကနေခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်ဒီကစားသမားဆိုရင်ကျွန်တော်တို့ပရီးမီးယားလိဂ်မှာပရူဝင်ဖြစ်ပြီးသားကစားသမားဖြစ်တယ်အတင်းမှလည်းကစားထားတဲ့ကစားသမားဖြစ်တယ်ဒီကစားသမားကိုခေါ်ယူလိုက်နိုင်တာဆိုရင်ကျွန်တော်တို့အရင်ကောင်းတယ်လို့ပြောလို့ရမယ်အရင်တော့ဆိုရင်တော့အရင်ကောင်းတယ်လို့ပြောလို့မရဘူးဘာလို့လဲဆိုတော့သူရဲ့အီဒါဆန်ရဲ့ခေါ်လိုက်ပြီဖြစ်တဲ့အတွက်ကြောင့်အီဒါဆန်အပြောင်းဆွေကပြက်ပြက်သွားပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီကစားသမားကိုရလိုက်ခြင်းဟာအရင်ကောင်းမွန်တယ်လို့ပြောလို့ရမယ်ဘာလို့လဲဆိုတော့ဒီကစားသမားဆိုရင်ကျွန်တော်တို့နံပါတ်1နေရာအတွက်လည်းမဟုတ်တယ်လို့သူ့ကိုအရန်လူစင်းရဲ့အတွက်နဲ့ပဲခေါ်ခြင်းလည်းဖြစ်တယ်ပြီးရင်သူကစားသမားကောင်းရင်ကောင်းတယ်လို့ကျွန်တော်တို့ကနေရာပေးမှာဖြစ်တယ်မိုင်းနူးနဲ့တွဲမယ်အခုဆိုရင်ကျွန်တော်တို့အန်ဒရယ်ဆန်တိုကိုခေါ်ပြီးတဲ့အပြင်ပထမဆုံးကြီးညာနိုင်ပြီးတဲ့အပြင်ကျွန်တော်တို့တယ်လီမန်ဆိုတဲ့ကစားသမားဘီလာရဲ့ကွင်းလယ်ကစားသမားကိုလည်းဟီဝီကိုဖြစ်သွားပြီဖြစ်တယ်ခင်ဗျအဲ့တော့ကျွန်တော်တို့အတင်းရဆိုရင်ကစားသမား2ယောက်တိတိကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်ဒါပေမဲ့အန်ဒရယ်ဆန်တိုကိုတော့ဒီနေ့မှာပဲတရားဝင်ကြီးညာသွားပြီဖြစ်ပါတယ်တယ်လီမန်ကိုတော့ဒီနေ့မှာဖာဘီဇိုရိုမန်နိုကနေပြီးတော့ဟီဝီကိုလောက်သွားပြီဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အကိုတွေအားလုံးကျွန်တော်တို့အရန်ကြီးစိတ်မလောပါနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့အတင်းကကစားသမား2ယောက်ပေါင်းမှာ85တက်မဲ့ခေါ်ရသေးတယ်ကျွန်တော်တို့ဖန်နန်တက်ကိုမာတီရဲ့ဖန်နန်တက်ကိုခေါ်မယ်ဆိုရင်တယောက်တည်းကို85တန်းပေးရမှာဖြစ်တယ်အခုဆိုရင်ကစားသမားတယောက်2ယောက်ကိုမှ85တန်းဖန်နန်တက်တယောက်တည်းဝင်မယ်ဆိုရင်85တန်းအဲ့တော့ကျွန်တော်တို့အသက်အရွယ်လည်းငယ်တယ်အန်ဒရယ်ဆန်တိုဆိုတဲ့အသက်အရွယ်ငယ်ရွယ်ပြီးတော့ပိုတန်ဆယ်တွေလားလာတွေအများကြီးရှိတဲ့ချက်စီအတင်းမှာနေရာမရတဲ့ကစားသမားဆိုပြီးတော့ကျွန်တော်တို့တွေအရင်အထင်မသေးနဲ့ဘာလို့လဲဆိုတော့ဒီကစားသမားကစတရာဘော့မှာအရင်လုတ်ပြခဲ့တဲ့ကစားသမားသူ့မှာပိုတက်ရှယ်တွေအများကြီးရှိတယ်ဒီကစားသမားထွန်းတောက်လာမယ်ဆိုရင်ဒီဈေးနဲ့ဆိုရင်ကျွန်တော်တို့တန်း90ဆိုတာတန်းနေဘာဖြစ်လို့လဲဆိုတော့အခုချိန်ဈေးကွက်ကြီးရဆိုပျက်စီးနေတာဖြစ်တယ်တန်းနေဘယ်ကစားသမားပဲခောက်ဘယ်ကစားသမားပဲထိတန်း100ပဲတန်း80တန်း80ဘာလဲဘာလို့ကစားသမားတောင်တန်း80တန်း80တန်း85တန်းမှသူတို့ကရောင်းမယ်ဆိုပြီးတော့တတ်မှတ်ထားတာဖြစ်တယ်ဘယ်ကစားသမားကိုပဲကြည့်80ကျော်မှာဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒီ2ယောက်ပေါင်းမှာတန်း85တန်းရလိုက်တဲ့ဘုတ်ဖွဲ့လုတ်တဲ့အလုပ်ကလုတ်နေတဲ့အလုပ်ဟာမဆိုးဘူးကျွန်တော်တို့ဟုတ်တယ်ကျွန်တော်အီဒါဆန်ကိုကျွန်တော်တို့အီဒါဆန်နဲ့ဆန်တိုဆိုရင်တော့ကျွန်တော်တို့နည်းနည်းလေးဘယ်လိုပြောမလဲမအကိုတွေအားလုံးအနေနဲ့စိတ်ပြီးတော့ဘဝင်မကြောက်အခုဆိုရင်ပရီးမီးယားလိဂ်ဘရူဘင်းဗျာတယ်လီမန်ကိုဟီဝီကိုနိုင်ခဲ့ပြီကဲပထမဆုံးခေါ်ယူမှုဖြစ်တဲ့အန်ဒရယ်ဆန်တိုကိုကျွန်တော်တို့တွေကြီးညာနိုင်ခဲ့ပြီဖြစ်တယ်ဒီနေ့မှာပဲတရားဝင်ကြီးညာတယ်ဒီနေ့မှာပဲဟီဝီကိုနောက်ထပ်တယ်လီမန်တစ်ခုတယ်လီမန်ဆိုတဲ့ကစားသမားကွင်းလယ်ကစားသမားတအုပ်ကိုကျွန်တော်ဟီဝီကိုလုံနိုင်ခဲ့ပြီဒါဆိုရင်ဘိုးဖွဲ့ဘလို့လုံနေတယ်နောက်မှဘလို့လုံနေလဲအီဒါဆန်အပြောင်းဆွေးရပြက်ပြဲပြီးဆိုပြီးတော့တည်င်းသမားတွေကလိုက်နေတဲ့အချိန်မှာအဲ့အချိန်မှာကျွန်တော်တို့တယ်လီမန်ကိုဘိုးဖွဲ့ကနေပြီးတော့ဒီကစားသမားကိုချုပ်ကင်ပြီးတော့စာချုပ်ဖြတ်သေးကြီးအနေနဲ့ပေါင်35တန်းဆိုရစာချုပ်ဖြတ်သေးကြီးကိုပေးခဲ့တာဖြစ်တယ်ယူရိုနမ40တန်းပဲရှိတယ်ဒီကစားသမားအသက်အရွယ်29နှစ်ဒါပေမဲ့3နှစ်လောက်တုံးလို့ရတယ်သူ့ရဲ့မှကစားသမားဆိုရင်ဒီဘယ်ဂျီယန်ကွင်းလဲမှာအတင်းကောင်းဆောင်လည်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့အတင်းအနေနဲ့ဒီလိုမျိုးအတွေ့အကြုံရှိတဲ့ကစားသမားယူရိုပါလိရထားတဲ့ကစားသမားချန်ပီယံလိတွေမှာအများကြီးကန်မှုတဲ့ကစားသမားမိုင်နူးနဲ့တွဲပေးမဲ့ကစားသမားအရန်ကောင်းမှန်တော့အဲ့တော့အကိုတွေအားလုံးအနေနဲ့စိတ်မပူနဲ့ကျွန်တော်တို့တွေနောက်ထပ်ကွင်းလေတယောက်ရောက်လာမယ်ဆိုရင်ကျွန်တော်တို့ကွင်းလေဟာတော်တော်များများအစင်တန်းမြင့်တဲ့ကွင်းလေတစ်ခုဖြစ်လာမယ်လေဖြစ်တယ်ဒါပေမဲ့တန်းတရာတန်းနေနဲ့ရှင်ရင်တော့ကျွန်တော်တို့နှိမ်ကောင်းနှိမ့်နိုင်တယ်ဒါပေမဲ့မနစ်ကကွင်းလေနဲ့စာရင်တော့ကျွန်တော်တို့ကွင်းလေဟာအများကြီးတိုးတက်လာမယ်အများကြီးအဆင်ပြေလာမယ်လို့ကျွန်တော်တို့မျှော်လင့်လို့ရမယ်ဗျာအဲ့တော့ United fan တွေအကိုတွေအားလုံးစိတ်မညစ်မနဲ့ကျွန်တော်တို့တွေနောက်ရာဒီမှာရင်ခုန်စွာနဲ့စောင့်ကြည့်နိုင်ဖို့အတွက်ကျွန်တော်တို့ United နောက်ထပ်ဘလို့လူတွေကိုခေါ်သွားအောင်မလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရင်းနဲ့ကွန်မန့်မှာဘလို့လူတွေရောက်စေချင်လဲဆိုတာလဲမှတ်ပေးတော့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်ခင်ဗျာအားလုံးကျေးဇူးပါ